你看你录啥？你干嘛？你录了播你拉了。哎。你那这把也来生掉了，晓得没？这把录下来了，7 minutes 就ပြီးသွားပြီပေါ့နော်အဲ့တော့ဘိုက်ဘိုက်ကနေပြီးတော့မမေကိုမိတ်ကလုပ်ပြပါမယ်အဲ့ဒါမျိုးရေးစုလိုက်စတင်ပြီးတော့မိတ်ကပြင်ပေးပါတော့မယ်ရှင်တကယ်မျက်နှာတစ်ပြင်လုံး7 minutes နဲ့ပြင်ပြပါမယ်ရှင်အဲ့တော့အရင်ဦးဆုံး live ရဲ့ toner asset လေးကိုသုံးပြပါမယ်ဒါကတော့မျက်နှာရဲ့ shape ကိုကြည့်စီရဲဒါရေးပြီးပါလို့ရှိရင်ဒီမျက်နှာမှာရှိတဲ့ scale irritation တွေဆိုလို့ရှိရင်လည်းတက်တာလေးလေးပေါ့တနေ့တာအတွက်မရှိမဖြစ်အဲ့လိုမျိုးဆိုလို့ရှိရင်လည်းငယ်ကအရန်လုတ်ပေမှကြတော့တိတိမြက်ကြောက်တွေထွက်တယ်ပြီးတော့တနက်ခါတွေအရန်လူးတယ်ပေါ့စမ်းနေနဲ့တနက်ခါတွဲလူးလို့ရမလားဆိုလူးလို့ရတယ်ဘာပြဿနာမှမရှိဘူးအပူတော်အေးသေးရဟုတ်တယ်မလားစိတ်ကချက်ပြစ်မှုလည်းမရှိဘူးအဲ့တော့ဒီစမ်းရဲ့အားသာချက်ကအရှောင်နဲ့မိတ်ကပ်သားမပါဘူးအရွယ်မလူခင်မှာအိုမင်းမီရောကျင်ဆိုလို့ရှိရင်တော့စမ်းလေးမနဲ့မိုးလေးအိပ်ရထားတယ်လူးပေးပါရှင် foundation ကို01သုံးခဲ့လိုက်တော့ပဲတကယ်တော့အမေကိုအဲ့ဒီက foundation 02သုံးပြီးနေကြဒါပေမဲ့အခု01မဲ့သုံးပြီးလိုက်တော့မယ်နော်ဒါလိုက်ကိုရဲ့ brush ကတစ်ချက်ကို3ချက်စီပဲဆွဲရတယ်အရန်ကောင်းတယ်ဈေးလုံးအပြင်9000ဒီမှာ8ရဒီတစ်ချောက်ဝင်ပြီးတော့လို့ရှိရင်နှစ်ပေါက်အောင်သုံးလို့ရတယ်နော်လောက brush အမွှေးတွေပိုင်းချက်တာလည်းမရှိဘူးကြိုက်တော့ဆွဲဖို့ဖြစ်လို့ရတယ်ဒါပဲတနက်ခါရောက်လေးယောက်ျားအနီးကထိုးပေးဒီကတေးတိတ်ရှိရဲ့အတွက်ကြောင့်လို့နည်းနည်းလေးတော့များလေးအဲ့ဒီလိုပဲ तू က hydrating foundation ဖြစ်တဲ့ကြောင့်လို့ဆွဲရတာလွယ်ကူတယ်အဲ့တော့ brush ကတစ်ချက်နှစ်ချက်သုံးချက်ဒါကတော့မလူးထားတဲ့ဘက်ဒါကတော့ foundation လူပြီးတဲ့ဘက် skin ကိုကောက်သွတ်လိုမျိုးဖြစ်သွားတာပေါ့နော်တော့ media coverage ပေးတယ်အမိပါတိတ်တိတ်လေးရှိရ 100% တော့မဖုံးသွားဘူးပေါ့နော်ဒါပေမဲ့ဒီလို glow look ကိုကြိုက်တယ်ဆိုရင်တော့အရင်စီပြီးပါတယ်ကဲအဲ့ပါကြည့်ကြည့်မြင်ဒါတော့ foundation လေးသုံးပြီးသွားတဲ့အချိန်မှာတော့အဲ့လိုဖြစ်နေအဲ့ဒီကဒီလို6တင်ထားရဆိုပြီးတော့နော် CMI လိုဝေးပါဆိုတော့အဲ့ဒီက bike နဲ့ဆို bike ခံလေးအဲ့ဟိုကကလေးကိုလိန်ချိုးသလိုဖြစ်ပါဆို new color တွေက AN3 ရအမေကနှစ်ခါသားတော်တော်မဲတဲ့ထဲပါတယ်နော်ဒါမနေ့ကတော့အစာပြေစားရင်တော့နှစ်ခါနေဆိုပြီးထွက်စားတဲ့ထဲပါအဲ့တော့ AN3 ကို eyeshadow ပါနီရောဒီနှစ်ခါနေရောအဲ့လေအသုံးပြုပြမယ်ဒါ foundation เนาะအဲ့လို hydrating foundation အဲ့ဒါမှအဲ့လိုနှစ်ခမ်းဒီအရောင်တိတက်ပြမယ်နှစ်ခမ်းမှာဆိုရင်တရောင်လက်မှာဆိုရင်တရောင်ကိုယ့်ရဲ့အောက်က skin တော့ပေါ်မှာမူတည်ပြီးတော့အရောင်ငယ်ငယ်ကွက်တက်တယ်ဘာဖြစ်လို့လဲဆိုတော့ new color ဖြစ်တယ်เนาะအဲ့တော့ဒီမှာထွက်လာတဲ့အရောင်အရန်လာတယ်အပေါက်ဖွေးတက်သွားပါအဲ့တော့နေတဲ့အချိန်မှာဒီရောင်ထွက်ချင်တော့အရန်လာတယ်ကွာမျက်နှာကိုဖွေးတက်သွားပါအဲ့လေးပြမယ်နှစ်ဖက်ကိုရှင်းပြီးတော့အချင်းကြီးလုပ်ရလိုက်အရက် glow နေပြီเนาะပြောချင်လို့အချင်းတို့တော့အဲ့လေ 2 way အုပ်ပေးမယ်ဘာလို့2 way အုပ်ပေးလဲဆိုတော့ညနေ9 နာရီ 10 နာရီလောက်မှပြန်ရောက်မှာဆိုတော့အဲ့တော့တနေ့ကုန် make up သားမရွှေးတော့ဘူးmake up ကို oxidation ဖြစ်ပြီးတော့မဲသွားတာတို့ဘာလို့မဖြစ်အောင်ဒီ 2 way press powder လေးကိုသုံးပါမယ်ဒါရိုက်လိုက်တဲ့ဘက်ကိုပြရမယ်ဒါပေမဲ့တစ်ချက်မျက်လုံးဝိတ်ပြီရိုက်လိုက်တဲ့အခါမှာတိတ်တိတ်လေးဖြစ်သွားတယ်ရိုက်တဲ့ဘက်ကတော့ဒီလို glow နေမှာပေါ့အဲ့တော့ AR3 နှစ်ခမ်းမှာဆိုပါပဲเนาะအမေနှစ်ခမ်းသားညူတယ်เนาะဒီ AR3 ကအသားနဲ့အသားဖြူလေးဆိုလို့ရှိရင်အရန်ကိုလှတဲ့အရောင်ပေါ့เนาะသူကချွတ်ချင်းလုံးဝ sweet ပေါ့အသက်တဝက်လောက်မှုပြိုသွားတဲ့အရောင်အရန်လှတယ်ဟိုနှစ်ခမ်းသားတအားညူတယ်ဆိုလို့ရှိရင်နှစ်ခမ်းနီများများလေးယူလိုက်ပေါ့ဒီမှာ applicator လေးကလည်းအရန် absorb လုပ်နိုင်တာအရန်ကောင်းတာmakeup ဆရာမလေး Don Alice K မှနေပြင်ပေးလိုက်ပါပြီပြီးအဲ့တော့ဒီမှာတေချာကြည့်ကြည့်တော့အဲ့တော့ပြီးပါပြီအဲ့တော့အချိန်ကအများကြီးပေးဆရာမလို့အဆုံးကြည့်ပြီးလို့ကျေးဇူးပြားကြီးတင်ပါတယ်တော့ဘောက်ပြီးတော့လဲရတယ်တတား